မင်္ဂလာပါကျွန်တော် IM channel နဲ့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က icon chain နဲ့နီးလေးတွေနဲ့ application လေးတွေပုံစံတွေ chain နဲ့ icon flow chain လဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာမျှဝေပေးသွားချင်တာဖြစ်ပါတယ်ကျွန်တော်အရင်ဆုံး Play Store ကိုကျွန်တော်တို့ဝင်လိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ Play Store မှာ change icon app ဆိုတာလေးကိုရှားလိုက်မယ်ပေါ့နော်မှာ change icon app ဆိုတာရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ X icon change icon လေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်အဲ့ဒါကို install လုပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ကinstall လုပ်ပါလို့ရှိရင်ကျွန်တော်တို့ကဒီ application လေးကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော်ပြီးကိုနေနီကိုနှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ကနေပေါ်လို့ရှိရင်ကျွန်တော်တို့ application လေးကြာလာမယ်ပေါ့နော်ကျွန်တော်တို့ကအပေါ်ဆုံးကိုတွားပြီးလို့ search မှာကျွန်တော်တို့ jump VVM ဆိုတော့နဲ့ကျွန်တော် VVM လေးကိုချိန်မှာဆိုတော့ကျွန်တော် VVM လေးကိုထုတ်ပြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် application လေးတွေတော့စုံနေပြသည်လားကျွန်တော်တို့ဒီ phone ဆိုတဲ့ဒီ phone ပုံစံ application လေးကိုကျွန်တော်တို့လုပ်ဖို့စိတ်ကူးရင်လည်း make sure ရတဲ့ application ထားလို့ရပါတယ်ပေါ့နော်ကျွန်တော်ဒီ phone application လေးပုံကိုထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က jump VVM ဆိုတော့ဖြတ်ပြီးကျွန်တော် phone ဆိုပြီးရေးလိုက်မယ်ပေါ့နော်ရေးပါလို့ရှိရင် okay ကိုနှိပ်မယ်ပေါ့နော်ကျွန်တော် permission တောင်းတဲ့အတွက်ကြောင့် setting ထဲမှာကျွန်တော် permission ကို allow လုပ်ပေးအောင်မယ်ပေါ့နော်ဒီကျွန်တော်တို့ pass app activity if and use ကျွန်တော်တို့က close လေးကိုဖွင့်ပေးလိုက်မယ်ပေါ့နော်ကျွန်တော် other permission နဲ့ဝင်မယ်ပြီးပါလို့ရှိရင်ဒီမှာ home screen shortcut ရှိတယ်အဲ့ဒါကို always allow ထားပေးရမယ်ပြီးလို့ရှိရင် display pop up window while runningအဲ့ဒီထဲမှာလည်းကျွန်တော်တို့ကဒီ always allow ပဲထားပြီးမှဖြစ်ပါတယ်ဟုတ်ကဲ့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ okay ကိုတက်နေလိုက်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့ icon လေးက ribbon နဲ့ chain နေပါဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ထွက်ပြီးကြည့်လိုက်မယ်တစ်ချက်တော့နော်ကျွန်တော်တို့ရဲ့ application လေးရာဒီမှာဖုန်းပေါ့နော်ဖုန်းဆိုပြီးပြောင်းသွားတယ်ပေါ့နော်ကျွန်တော်တို့ကအကောင်နဲ့ဝင်ကြည့်လိုက်မယ်ပေါ့နော်အဲ့ application လေးတွေကိုကျွန်တော်တို့အပြင်မှာဖုန်းလို့ပြထားတာဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ VVM ပုံစံမျိုးဖြစ်နေမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီနေ့မျှဝေပေးသွားကြရတာတော့ကျွန်တော်တို့ဒီ icon လေးတွေချိန်တဲ့ပုံစံပေါ့နော်လေးလာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးလည်း subscribe လုပ်ပါ